ဒီဟင်းကိုပထမအဆုံးတစ်ခါစားဘူးပြီးရမ်းကြိုက်သွားလိမ့်မယ်လို့တော့မထင်ထားခဲ့ဘူးပထမအဆုံးအနေနဲ့အိမ်ရှိမှရှိတဲ့ရဲရွရွနှုတာလေးတွေကိုရင်ဆုံးကောက်လိုက်ပါမယ်ရှင်ပြီးတော့ရင်တော့ကောက်လာတဲ့ရဲရွရွလေးကိုတခြားလေးဆေးကြောပြီးတော့မှအထက်ကိုစားတော့ဖို့အတွက်ပြင်ဆင်ပါမယ်အဖေကစားရတာပါပြီးသားမို့လို့ငရုတ်ကောင်းလေးတစ်မျိုးပဲထည့်ပြီးတော့မှနေလိုက်ပါတယ်အဖေကိုရဲရွရွထဲမှာထည့်ပြီးတော့လိတ်တဲ့ခါမှာပုံစံမျိုးမျိုးတော့လိတ်ကြတယ်ကျမကတော့လိတ်တဲ့သလိုပဲလိတ်ထားပါတယ်ပြီးတော့ရင်တော့အောင်မြင့်မြတ်ပဲစီလေးကိုအပူပေးပြီးတော့မှစားပြီးစီတက်ပါမယ်ရှင်ပထမအဆုံးအနေနဲ့ကျက်တော်နီကိုစီတက်လိုက်ပြီးတော့မှအနှဲငယ်နွမ်းလာပြီဆိုရင်ကျက်တော်ဖြူနေငရုတ်တီးအောင်နေမုံထောင်းထားတာကိုစီတက်ပေးလိုက်ပါမယ်ကျတာအနေနဲ့ကတော့ငံပြရေးကျက်သားမုံနဲ့ငရုတ်ကောင်းလေးနှဲငယ်ပဲထည့်ပါတယ်ရှင်ခေအိုလေးနှစ်ကြောင်တည်ထားတော့မှသမီးလေးကြောင်းစင်ရင်စားဖို့တည့်တီးလေးလည်းခွဲပေးထားလိုက်ပါတယ်ဒီထဲလိုက်ချက်လိုက်နဲ့လိုချင်တဲ့အနှစ်နေထားရောက်လာပြီဆိုရင်တော့ရဲရွနဲ့ငဖယ်နဲ့လိတ်ထားတာလေးကိုထည့်ချက်လိုက်ပါမယ်ရှင်ပေါင်းပြီးတော့မှချက်တာမဟုတ်လို့အစားထက်ကစားမှာတော့အရင်ကြီးတော့မွေလို့မရဘူးပေါ့နော်မိုင်းမှာပေါင်းဖို့ဆက်ပစ္စည်းရလည်းအလွယ်တကူမရှိရနဲ့ဒီတိုင်းလေးပဲထည့်ချက်လိုက်ပါတယ်ရှင်နှဲငယ်လောက်ချက်လာပြီဆိုရင်တော့ကောင်းကောင်းလေးမွေလို့ရပြီကွာမထွက်တော့ပါဘူးရှင်ရဲရွကိုဒီလိုမျိုးလေးချက်လိုက်တော့လုံးဝမခါတော့ပဲနဲ့ငဖယ်သားထုတ်ထုတ်ကလေးနဲ့စိမ့်စိမ့်လေးရမ်းစားလို့ကောင်းတာညီတော့ပဲလေးလဲကြော်ထားပြီးတော့ငရုတ်သီးစားတောင်လဲတက်မြာသီးလေးညစ်ထားတယ်ချင်းမောင်ဟင်းရေတောင်လေးနဲ့ဆိုတော့ရှယ်ပဲပေါ့နော်